အားလုံးပဲမင်္ဂလာပါရှင်ဂျိုဆန်စစ်ကော်နာမှာကြိုဆိုပါရစေဒီနေ့ကတော့ N3 Shinkansen grammar တွေကတစ်ခုဖြစ်တဲ့တူယူယော်ဒီဆိုတဲ့ grammar လေးနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်ဖတ်တဲ့အခါကျရင်တူအီဥယော်ဒီဆိုတာထက်တူယူယော်ဒီလို့ဖတ်ပြရပါမယ်မြန်မာလိုအဓိပ္ပာယ်ကကြတော့လို့ဆိုတာထက်ပေါ့နော်ဒီ grammar လေးကိုဘယ်ချိန်မှာသုံးမလဲဆိုလို့ရှိရင် A လို့ဆိုတာထက် B လို့ပြောရင်ပုံမှန်တယ် A လို့ဆိုတာထက် B လို့ပြောရင်ပုံမှန်တယ်အဲ့တော့ဒီလိုမျိုးပြောလို့ရှိရင်ဒါနားလည်ခြင်းမနားလည်လိမ့်မယ်အဲ့တော့ဥမာလေးဝါတရှိပြောပြပေးမယ်ပေါ့နော်ဥမာအနေနဲ့အိမ်မှာဝါတရှိတို့ကဂျပန်ကကြည်နေမယ်ဂျပန်ကကြည်ရဲ့ကြည်နေရောအမေကကိုလာပြောမယ်အဲ့နေစာမလုပ်ဘူးလားနော်ရုပ်ရှင်တွေပဲကြည်နေမှာလားလို့လာပြောမယ်အဲ့တော့ကိုကအမေကိုပြန်ပြောမယ်ဂျပန်ကကြည်တယ်လို့ဆိုတာထက်စာလုံးနေတယ်လို့ပြောရင်ပုံမှန်တယ်ဟုတ်တယ်နော်ဟိုရုပ်ရှင်တော့ကြည့်ကျင်တာပေါ့နော်ဒါပေမဲ့ဟိုအမေကိုပြန်ပြောမယ်ပေါ့ရုပ်ရှင်ကြည့်နေရလို့ဆိုတာထက်ဘာလုပ်နေရလို့ပြောရင်စာလုံးနေရလို့ပြောရင်ပိုမှန်တယ်ဘာလို့လဲ listening နားထောင်နေရလေအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့တာရှိတို့ကဥပမာလေးကိုကြည့်မယ်ဆိုရင်ဒီခန်းကြီးလေးကိုဘယ်လိုအတန်ထွက်လဲဆိုလို့ရှိရင်အေကလို့ဖတ်တယ်အေကရုပ်ရှင်ပေါ့နော်အေကကိုအေကဆိုတာကရုပ်ရှင်ကိုမီရုတူယူယော်ဒီကြည့်တယ်လို့ဆိုတာထက်ရုပ်ရှင်ကြည့်တယ်လို့ဆိုတာထက်ဒီခန်းကြီးလေးကိုဘယ်လိုတန်ထွက်လဲဆိုတော့ benkyo ဆိုတာစာလေးလာတာ benkyo suru koto da စာလေးလာနေတယ်လို့ပြောရင်ပုံမှန်တယ်ရုပ်ရှင်ကြည့်တယ်လို့ဆိုတာထက်စာလေးလာနေတယ်လို့ပြောရင်ပုံမှန်တယ်ဟုတ်ပြီနော်အဲ့တော့ AB ဆိုတာဘာကိုပြောချင်တာလဲဆိုတော့ဒီစာကြောင်းရဲ့အရှိချမ်းနဲ့အနောက်ချမ်းဥပမာဒီစာကြောင်းကအရှိရ A ဆိုလို့ရှိရင်ဒီအနောက်က B ပေါ့ရှေ့ရဟာလို့ဆိုတာတဲ့အနောက်ကဟာလို့ပြောရင်ပို့ပြီးတော့မှန်တယ်ဒီလိုပုံစံမျိုးပေါ့နော်grammar pattern လေးကိုကြည့်မယ်ဆိုလို့ရှိရင်တချို့ဘာနဲ့ပေါင်းပြီးမလဲဆိုတော့ plain form တွေကိုထိုယူယော်ဒီနဲ့ပေါင်းပြရမှာဖြစ်ပါတယ်